မင်္ဂလာပါတနင်္ဂနွေနေ့သားသမီးများအတွက်8ရက်3လ2026မှ14ရက်3လ2026အထိတပတ်တာကန်စာတာဟောစရန်ဖြစ်ပါတယ်တနင်္ဂနွေနေ့သားသမီးများဟာဆိုရင်ဖြင့်ယခုတပတ်တာကာလအတွင်းမှာအလုတ်မှာစိတ်ညစ်စရာလေးတွေစိတ်ရှုပ်စရာလေးတွေအခက်ခဲလေးတွေလောက်ကင်လို့ရှေ့ကိုမတိုးနိုင်မဲ့တန့်နေတာလေးတွေဖြစ်တတ်တဲ့ကာလဖြစ်နေပေမဲ့ကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့လှုပ်ဖော်ကိုင်ဘက်လူကြီးကိုယ့်ထက်ဝါရင်တော့ကိုယ့်ရဲ့လုပ်ငန်းခေါင်းဆောင်အဲ့လိုအစရှိတဲ့ပုံကိုယ်တွေရဲ့ကူညီမှုနဲ့အလုပ်အကိုင်းခက်ခဲတွေကိုအစအရာရာအဆင်ပြေအောင်မြင်ချောမောအောင်ဖြတ်ကျော်နိုင်မဲ့ကာလဖြစ်ပါတယ်အလုပ်မှာစိတ်ရှုပ်စရာလေးတွေအနည်းငယ်ရှိနိုင်ပေမဲ့အရာအားလုံးကိုပေါ့နော်အထက်လူကြီးတို့အကြီးအကဲတို့အလုပ်ခေါင်းဆောင်တို့ကိုယ့်ထက်လုပ်ငန်းကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့အောင်မြင်စွာဖြတ်ကျော်နိုင်မဲ့ကာလဖြစ်တယ်တနင်္ဂနွေအစဗုဒ္ဓဟူးအဆုံးအမည်ရှင်များကတော့ဒီကာလမှာအရာရာစီးပွားရေးကျန်းမာရေးလူမှုရေးအိမ်ထောင်ရေးအကုန်လုံးအရာရာအထူးကောင်းမွန်တဲ့ကာလဖြစ်တယ်တနင်္ဂနွေအစအင်္ဂါအဆုံးအမည်ရှင်တွေလည်းအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်တနင်္ဂနွေအစဂျာသာပတိအဆုံးအမည်ရှင်များကတော့အလုတ်မှာကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်မိတ်ဆွေအဟောင်းတွေကြောင့်စိတ်ညစ်စရာလေးတွေဖြစ်တတ်တယ်မိတ်ဆွေအဟောင်းတွေကြောင့်ကိုယ်မှာငွေကြေးကက်ခဲလေးတွေဖြစ်သွားတတ်တဲ့သဘောရှိတယ်မိတ်ဆွေအဟောင်းတွေနဲ့မိတ်ပြတ်တတ်တဲ့သဘောရှိလို့မိတ်ဆွေတွေနဲ့ငွေကြေးကဏ္ဍပူပေါင်းလုပ်ကိုင်မယ်ဆိုရင်တော့အထူးသတိထားတဲ့ကာလဖြစ်တယ်တနင်္ဂနွေနဲ့အလုံများကိုလုပ်ကိုင်မယ်ဆိုရင်ဒီကာလမှာအနည်းငယ်သောတိုးတက်မှုရှိပြီးကောင်းမွန်နိုင်တဲ့ကာလဖြစ်တယ်ငွေပေးငွေယူတွေငွေနဲ့ပတ်သက်ပြီးအာမခံရတာတွေငွေကြေးစိတ်မချတဲ့လုပ်ငန်းတွေမှာဆိုရင်တော့ဒီတပတ်တာကာလကငွေကြေးကံအားနည်းနေတဲ့ကာလဖြစ်လို့အထူးသတိထားလုပ်ကိုင်ဆောင်ရွက်ရမယ့်ကာလဖြစ်တယ်အင်္ဂါနံလုပ်ငန်းများဖြစ်တဲ့ဆန်းတို့စီးတို့ဆေးတို့အဲ့လိုအင်္ဂါနံလုပ်ငန်းပေါ့နော်ဈေးဆိုင်လုပ်ငန်းတွေဒီလိုလုပ်ငန်းတွေလုပ်ကိုင်မယ်ဆိုရင်တော့ဒီကာလမှာအကျိုးကျေးဇူးဖြစ်ထွန်းနိုင်တဲ့ကာလဖြစ်တဲ့ရွှေနဲ့ပတ်သက်သောလုပ်ငန်းများရွှေရောင်းခြင်းဝယ်ခြင်းဒီပြင်ဗုဒ္ဓဦးနဲ့ပတ်သက်တဲ့လုပ်ငန်းများလုပ်ကိုင်မယ်ဆိုရင်တော့အထူးအကျိုးကျေးဇူးဖြစ်ထွန်းနိုင်မဲ့တပတ်တာကာလဖြစ်တဲ့မြေယာနဲ့ပတ်သက်သောလုပ်ငန်းများမြေယာစာချုပ်စာတမ်းများလုပ်ကိုင်မယ်ဆိုတော့အမှားအယွင်းများပါနိုင်တဲ့ကာလဖြစ်လို့အထူးသတိထားစီစစ်တဲ့ကာလဖြစ်တဲ့ခရီးသွားလာရေးနဲ့လုပ်ကိုင်နေကြတဲ့အလုပ်ကိုင်းလုပ်ကိုင်နေကြသူများကတော့ခရီးစဉ်မှာမလိုအပ်ဖဲနဲ့ပူပန်မှုတွေစိတ်ခတ်မတင်စရာတွေစိတ်ရှုပ်စရာတွေပေါ်ပေါက်တတ်တဲ့ကာလဖြစ်လို့အထူးသတိထားတဲ့ကာလဖြစ်ပါတယ်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းလုပ်ကိုင်သူများဒီကာလမှာတော့အလုပ်ကိုင်နဲ့အေးနိုင်ပါနိုင်တဲ့ကာလဖြစ်တယ်ငွေကြေးပိုင်းဆိုင်ရာမှာတော့ဒီတစ်ပတ်တာကာလဟာထွက်ငွေတွေများပြားနေတဲ့ကာလဖြစ်လို့ကိုယ့်ရဲ့ငွေကြေးထွက်ငွေတွေကိုအထူးစီစစ်တဲ့ကာလဖြစ်တယ်သားသမီးရှိသူများသားရဲ့အကျိုးကျေးဇူးကိုအထူးခံစားရမယ့်တပတ်တာကာလဖြစ်တဲ့သမီးအတွက်တော့ပူပန်စရာလေးတွေသမီးကျမ်းမာရေးစိုးရင်စရာလေးတွေအနည်းငယ်ဖြစ်ပေါ်တတ်တဲ့ကာလဖြစ်တဲ့ညီအကိုမောင်နှမများရဲ့အကျိုးကျေးဇူးကိုရရှိခံစားနိုင်တဲ့ကာလဖြစ်တဲ့ဒီတပတ်တာကာလဟာအိမ်ထောင်ရေးမှာလည်းကောင်းမွန်တဲ့ကာလဖြစ်ပါတယ်အနည်းငယ်သောတူနဲ့တူမတက်မှုလေးတွေစိတ်အခမ်းမတင်မှုလေးတွေကလွဲရင်ကြီးမားစွာဆိုးကျိုးမရှိနိုင်ဘဲနဲ့အိမ်တောင်ဘက်တွေရဲ့အကျိုးကျေးဇူးကိုခံစားရရှိနိုင်တဲ့ကာလဖြစ်တဲ့ညီအကိုမောင်နှမတွေရဲ့အကျိုးကျေးဇူးကိုလည်းရရှိနိုင်တဲ့ဒီတစ်ပတ်တာကာလကတနင်္ဂနွေသားသမီးတွေအတွက်အများစုကောင်းမွန်တဲ့ကာလဖြစ်တဲ့နိုင်ငံခြားကိုထွက်ဖို့သွားဖို့ပြင်ဆင်နေကြသူများကတော့ဒီတစ်ပတ်တာကာလမှာအနည်းငယ်အေးနိုင်တဲ့ကာလဖြစ်တဲ့ပို့ပြီးစူးစမ်းရမယ့်ကာလပေါ့နော်ဒီတစ်ပတ်တာကာလကတနင်္လာနေ့မှာညနေ2နာရီမှ4နာရီအတွင်းမှာပန့်တကူပေါ့နော်ပိုင်ရှင်မဲ့ခွေးလေးတွေကိုခွေးစာကျွေးပေးခြင်းဖြင့်ဒီတစ်ပတ်တာမှာအထူးကောင်းမွန်တဲ့ကံစမာကိုရရှိနိုင်ပါတယ်2နာရီနဲ့4နာရီအတွင်းတနင်္လာနေ့မှာငွေကြေးပန့်တကူချပေးခြင်းဖြင့်လဲငွေကြေးအခက်အခဲတွေကိုပြေပြောက်ပြီးတော့ငွေကြေးအတွက်စိတ်ချမ်းသာမှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ဒီတစ်ပတ်တာမှာမနေ့8နာရီမှ10နာရီအတွင်းမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရွှေရင်အေး2ခွက်ကလူပေးခြင်းဖြင့်လဲမိတ်ဆွေတို့ဒီတစ်ပတ်ဒါမှခက်ခဲမှန်သမျှပြေပြောက်ပြီးကောင်းသောကံတွေကိုတိုက်ရိုက်ဆွဲဆောင်ခေါ်ယူနိုင်ပါလိမ့်မယ်တနင်္ဂနွေသားသမီးများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ